Window. List view. Table. Row 12 of 89. အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကဒီကျွန်တော်တို့Mac နဲ့ပတ်သက်တဲ့ keyboard layout တွေပေါ့နော်ဘယ်လိုရှိတာလဲဆိုတာဒါကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ဒီပုံမှန်ဆိုရင်တော့ဒါ Windows ကတော့ဒါသိကြတဲ့အတိုင်းပဲပေါ့နော်သူရဲ့ keyboard layout အနေထား Logic Magician Installer Application. May 17. Speech off. ဆိုတော့သူဘယ်လိုရှိတာလဲဆိုတာဒါသိထားကြပြီပေါ့နော်ဆိုတော့ဒီ Mac ကလည်းအလားတူပါပဲဒီ Windows နဲ့တော့အရင်တော့ကွာခြားတာမျိုးတော့မရှိဘူးနည်းနည်းပါးပါးတချို့ဟာလေးတွေနည်းပြောင်းလဲတာတွေတော့ရှိတယ်keyboard layout လို့ပြောတဲ့အခါမှာကျွန်တော်တို့တစ်ခုနဲ့တစ်ခုဟိုပါဘောနော် keyboard တစ်လုံးနဲ့တစ်လုံးလဲတူနိုင်မှာလည်းမဟုတ်ဘူးပေါ့နော်ဆိုတော့ keyboard တွေကအမျိုးမျိုးရှိတာဟုတ် standard keyboard တွေဟလာ laptop keyboard တွေပါတယ်အဲ့လိုမျိုးတွေရှိရဆိုတော့လောဆယ်ကျွန်တော်မှာရှိတဲ့ keyboard တစ်ခုကိုကျွန်တော်ပါဘောနော်သူကတော့ laptop keyboard လဲမဟုတ်ဘူး standard keyboard ထိလည်းမရောက်ဘူးပေါ့နော်ဟိုမြောက်ဒီမြောက် bluetooth keyboard ပုံစံမျိုးပေါ့ဆိုတော့အဲ့ဒါကိုကျွန်တော်ဒီမှာပြမယ်ပေါ့နော်ဆိုတော့ဒီမှာ keyboard အတန်ထက်တဲ့အဟာကိုကျွန်တော်နှိပ်လိုက်မယ်အဲ့ဒါနှိပ်တာကြတော့ဒီ VO နဲ့ K နဲ့ပေါ့နော်ဒီမှာ VO ဆိုတာ NVDA key ကိုပြောတာဖြစ်တယ် Starting keyboard help. Type keys to hear their names. Hold down the voiceover keys while typing to hear voiceover commands. Press the escape key at the top left corner of the keyboard to stop. Control. အပေါ်ကနေနှိပ်ကြည့်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင် Escape. Stopping keyboard help. escape ဒါ escape နှိပ်လိုက်တာနဲ့ဒီဟာရပ်သွားတယ်ဆိုတော့အပေါ်ဆုံးဟာ escape Starting keyboard help. Type keys to hear their names. Control. ဒုတိယအလုံးကကြတော့ Great accent. great accent ဒါဟို crawl ကိုပြောတာဖြစ်တယ်ပေါ့နော်ကျွန်တော်ဟိုမှာဆိုရင်တော့ crawl ကိုပြောတာနောက်ဒုတိယတတိယတစ်လုံးက Tab. tab ဒါတော့အတူတူပဲနောက်တစ်ခုက Caps lock. caps lock ဆိုတော့ caps lock ကိုဒါကျွန်တော်ဟိုမှာကျတော့ NVDA key လို့လည်းခေါ်တယ်ဒီမှာတော့ VO key လို့ခေါ်တယ်ပေါ့နော်နောက်ပြီးတော့အောက်ဆင်းလာမယ်ဆိုရင် Shift. shift ကတော့ဒါအားလုံးအတူတူပဲနောက်အောက်မှာဆင်းလာမယ်ဆိုရင် Control. control ပေါ့နော်ပြီးတော့ဒီညာဘက်တစ်ချက်ရွှေ့မယ်ဘာမှမအော်ဘာမှမအော်ဘူးပေါ့နော်အဲ့ဒါ function key မို့လို့သူဘာမှမအော်တာပေါ့နော်ဆိုတော့နောက်တစ်ချက်နောက်တစ်လုံးထပ်ရွှေ့မယ် Command. command လို့အော်တယ်ဒါ command ကကြတော့ဟိုဟာနဲ့အတူတူပဲဒီ window key နဲ့အတူတူပဲပေါ့နော်ဟိုမှာ window ဆိုရင်ဒီမှာ command ဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့လိုအတူတူပဲဆိုမဲ့လည်းတချို့နေရာမှာ3ပုံ3နည်းတော့မတူဘူးဥပမာcopy ကူးတာဆိုရင်window မှာ control C လို့တောင်းနေဆိုမဲ့ဒီ map မှာကျတော့ command C ဆိုတော့နှိပ်ရတယ်ပေါ့နော်ဆိုတော့သူ့ဟိုနဲ့တော့မတူဘူးပေါ့ဆိုတော့နောက်တစ်ခုကကျတော့ option key ကကြတော့လေဒါသူလည်းအဲ့လိုပဲပေါ့နော်အစတော့ကျွန်တော်ကဒီဟာကို order key နဲ့တူတယ်လို့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့အပြတကယ်တောင်းလဲတောင်းကြည့်ဟိုလူမျိုးမတူနေဘူးပေါ့နော်ဒါ supporting ပေးတဲ့ key တစ်ခုထဲမှာတော့ပါတယ်ပေါ့ဒါပေမဲ့ဒီထဲမှာ control ရဲ့ command ရဲ့ option ရဲ့အဲ့ key တွေအားလုံးကသူ့အနေနဲ့သူအသုံးဝင်တယ်အဲ့ဒီမှာမှအဓိကအကျဆုံး key ကဒီ command key ပေါ့နော်ဒီဟာတော့တခြားဟာတွေထပ်ပို့လို့မှတောင်းရတယ်ပေါ့နောက်ပြီးတော့ဒီမှာအားလုံးသိတဲ့အတိုင်းပဲဘေးနားမှာ space ရှိတယ် Space. ပြီးရင်ဒီမှာ option ရှိတယ်ဆိုတော့အဲ့လိုပဲပေါ့နော်ဒီ order ဆိုရင်လည်း left order right order ရှိတယ်လို့မျိုးဒီမှာလည်း left option right option ရှိတယ်ပေါ့နော်ဆိုတော့ဒီမှာကတော့ application key တော့မရှိဘူးပေါ့နော်ဆိုတော့ပြီးရင်ကျွန်တော်မှာဒီ right မှာ control မရှိဘူးဆိုတော့ဒီမှာ Left arrow. left arrow Right arrow down Down arrow. arrow Up arrow. arrow ပြီးရင်နောက်အပေါ်မှာဆိုရင် shift Return. enter ကိုကြတော့သူဒီမှာ return လို့ခေါ်တယ်ဆိုတော့ဒီမှာအပေါ်မှာဆိုရင် Backslash. backslash နောက်ပြီးတော့ Delete.အဲ့ဒီ backspace ကိုကြတော့သူဒီမှာ delete လို့ခေါ်တယ်ပေါ့နော်ဟာနော်စာလုံးပဲဖြတ်တာတော့မဟုတ်ဘူးပေါ့နော်ဒီ file တွေပါတယ်ဖြတ်တဲ့အခါမျိုးတွေမှာလည်းဒါတောင်းတယ်ဆိုတော့ဒီခုနဒီ return ခုန return ဆိုတဲ့ဟာကလည်းဒါကျွန်တော်စာရိုက်တဲ့နေရာမှာယူရမယ်နောက်တစ်လိုင်းကိုပြန်ကူးတဲ့အခါမျိုးတို့နောက်ဒီကျွန်တော် audio editing တွေပါတယ်လုပ်တဲ့အခါမျိုးကြရင်လည်းဒါ rewind နဲ့သာတူတယ်ပေါ့နော်အစကနေပြန်လာအောင်လုပ်တာမျိုးတို့ပါလို့ဆိုဒီ enter key ကိုတောင်းတယ်ပေါ့ဒါကတော့နည်းနည်းကွဲပြားတဲ့အချက်လေးပေါ့နော်ဆိုတော့
function key တွေကြည့်မယ်ပေါ့နော် function key တွေ escape ပေးနေမှာဆို F1, F2, F2 F3, F4, F5, F6, 6 F7, F8, F9, F10, F11, 11 F12, F12 help, ဒီမှာ help ဆိုတဲ့ဟာရှိတယ်ပေါ့နော်အဲ့ဒီဟာကကျွန်တော်ထင်တယ်ဟောဘယ်နေရာမှာတောင်းတာလဲတော့ဟောတောင်းတာမျိုးတော့တိတ်မတွေ့ရဘူးပေါ့နော်ဆိုတော့ forward delete, ဒီမှာ forward delete ဆိုတာရှိတယ်အဲ့ forward delete ဆိုတာတော့ဒါတကယ် delete နဲ့တူတယ်ပေါ့နော်တခါတလေကြာရင်ကွာတချို့နေရာမှာတော့ဒီ delete ကိုဒါနဲ့တုံးရတယ်ပေါ့နော်တခါတလေကြာရင်ခုနပြောသလိုမျိုးဟောနဲ့တုံးရတယ်ဗလဲ bus page နဲ့တုံးရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့တုံးရတဲ့အနေအထားပေါ်မှာမူတည်ပြီးတော့မှကွဲပြားသွားတာတွေလေးရောရှိတယ်ပေါ့နော်ဆိုတော့ဘယ်နာဆက်သွားမယ်ဆိုရင် F13, F13 F14, F14 F15, F15 ဆိုတော့ဒီထောက်ဆောင်ကဟာအလုံးကတော့သူအတန်မထွက်ပေးဘူးဒါ calculator အလုံးဒီတဲ့ function ထဲမှာတော့ပါမနေဘူးပေါ့လေဆိုတော့ဒီမှာဆိုရင်ဒီ nullock key တွေမှာဆိုရင်လည်းဒီလိုပဲ 4, move left, moves the 1, item chooser, lists all items in the window, 1 3, 3 2, move down, moves the voiceover cursor down, ဆိုတော့ဒီမှာတလောကကျွန်တော်ပြောခဲ့တယ်လို့ပဲပေါ့နော်ကျွန်တော်ဒီနေရာမှာအဲ့ဒီ VO နဲ့ left right ကိုသုံးမဲ့အစားကျွန်တော်ကဒီဘယ်လိုပြောရမလဲ nullock key ကိုအဓိကထားသုံးတယ်ပေါ့နော်ဆိုတော့ဥပမာကျွန်တော် for နှိုက်လိုက်မယ်ဆိုရင် 4, move left, moves the voiceover cursor left, move left 6, move right, moves the move voiceover right. cursor 8, move up, moves the Move voiceover up. cursor 2, move down, moves the Move voiceover down. cursor down, ဆိုတော့ဒီမှာ Control. 5, perform action for item, performs the default action on the item in the voiceover cursor, 5ကိုနှိပ်လိုက်ရင်တော့ perform action ဆိုတော့ဒါကသူဟိုဘယ်လိုပြောမလဲတခုခုဥပမာ music တွေပါတယ်ဆိုရင်လည်းဒါ play ဖို့တော့ပေါ့နော်တခုခုတဲ့ဆိုရင်လည်းအထဲကိုဝင်ဖို့တော့ဒါ enter နဲ့သဘောတရားနည်းနည်းတူတယ်ပေါ့နော်နောက်ပြီးတော့ဒီမှာ9ကိုနှိပ်ကြည့်မယ်ဆိုရင် 9, start interacting with item, further inspection inside the item, allows keyboard control, ဆိုတော့ start interacting ဆိုတော့ဆိုတော့ဒီကျွန်တော်တို့ဒီ keyboard မှာကြတော့ဒီ window မှာကြတော့ enter တခုကပဲဒီ interrupt လဲလုပ်တယ် play လဲ play တယ်ထားတော့ point လဲ point ပေးတယ်ပေါ့နော်ဆိုတော့ဒီမှာကြတော့အဲ့လိုတော့မဟုတ်ဘူးဥပမာကျွန်တော် folder တဲ့ကို group တို့ဘာတို့တဲ့ကိုဝင်တာမျိုးတို့ဘာတို့ဆိုရင်ဒီမှာအဲ့လိုမျိုး9နဲ့အဲ့လိုမျိုးအထဲကိုဝင်တယ်အထဲကိုဝင်ပြီးဟောသူဘယ်လိုပြောရမလဲကိုဖွင့်ချင်တဲ့ဟာရောက်ပြီဆိုကမှဒါကျွန်တော်တို့5ကိုနှိပ်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအဆင့်အဲ့လိုသွားတဲ့ခါမျိုးတွေဆိုရင်တော့ဒါကျွန်တော်တို့ဒီ9နဲ့သွားလိုက်တယ်ပြီးပြန်ထွက်တာကြတော့ပုံမှန်ဆိုရင်ဒီ window မှာဆိုရင်ဒါကျွန်တော် bus page နဲ့ပြန်ထွက်တယ်ပေါ့နော်ဒီမှာကျတော့7နဲ့ပြန်ထွက်တယ်ဆိုတော့သူတောင်းရမယ့်သဘောတရားပုံစံလေးတွေကတော့နည်းနည်းကွဲပြားမှုတော့ရှိပါတယ်ဆိုတော့ဒီမှာခုနသိတဲ့အတိုင်းပဲ8နဲ့6 sorry 8နဲ့2နဲ့ကတော့ဒါ down up ပေါ့နော်ဆိုတော့ဒီမှာပါတယ်ရှိအောင်မယ်ဆိုတော့ clear, go to dock, moves voiceover cursor to the dock, / open window chooser, brings up a list of start, go to desktop, moves voiceover cursor to the desktop, - open voiceover help menu, brings up the general help guide for voiceover, ဆိုတော့ဒီအပေါ်မှာရှိတဲ့ key တွေကတော့ဒါဘယ်လိုပြောရမလဲအရင်ဖန်ရန်ခါတော့ဒါသုံးရတယ်ပေါ့လေဟောအများရန်တော့တိတ်30တော့မလို့ဆိုတော့ဒီမှာလဲအဲ့လိုပဲသူnumpad enter key တို့ဘာလို့ရှိတယ် numpad enter key ကိုနှိပ်လိုက်လို့ရှိရင်တော့ enter, enter, ဒါတော့ဒီမှာတော့တကယ် enter လို့អော်တယ်ဆိုတော့ဘယ်နေရာမှာဘယ်လိုသုံးနေမှန်းတော့ကျွန်တော်လည်းမသိဘူးပေါ့နော်တခါလေကြာရင်ကိုတောင်းနေကြမဟုတ်တဲ့ပုံစံမျိုးတွေမှာရှိနေတဲ့ဟာမျိုးတွေကကြတော့လေကိုအတွက်နည်းနည်းဘယ်လိုပြောရမလဲတင်ယူလေးလာစရာတစ်ခုလိုဖြစ်နေတယ်ပေါ့လေဒါကတော့မှတ်နဲ့ပတ်သက်တဲ့ keyboard layout ကိုကျွန်တော်ဒါအနည်းငယ်ရှင်းပြသွားတာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာတစ်ခုရှိတာကျွန်တော် keyboard အမျိုးအစားပုံမှာ type ပုံမှာတော်တော်ကောင်းတာအမျိုးမျိုး꿰ပြားနိုင်ပါတယ်ဆိုတော့ပုံပေကြီးတော့လဲဒါမှတ်လို့အဆင်မပြေဘူးတော့မရဘူးပေါ့နော်နောက်ပြီးတော့သူ့ရဲ့ keyboard property မှာလဲတွားပြီးတော့မှခွာဘယ်နေရာမှာဘာ key တွားထားမလဲဆိုတော့တွားပြင်ယူလို့ရတယ်ပေါ့နော်ဒါပေမဲ့ပြင်ယူလို့ရတယ်ဆိုတော့ညာလဲပဲသူအကန့်အသတ်တစ်ခုထဲမှာတော့ပြင်ရတာပေါ့လေဟုတ်ဆိုတော့ကျွန်တော်ဒီနေ့အရှင်းပြပေးမယ့်အကြောင်းအရာကတော့ဒီလောက်ပါပဲเนาะ escape, stopping keyboard help,